ငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြောင်းအောင်ပြောနိုင်ပါတယ်တဲ့ဒီတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ်စัจ java လာအနန္တထီအောင်ကြောင်းအောင်လုပ်နိုင်တယ်လို့ဒီလိုဆိုလို့စัจ java လာတစ်ခုမှာဘာနဲ့ဖွဲ့စည်းတော့ဆိုစัจ java လာတစ်ခုမှာတဲ့ဒီနေတစင်လာတစင်လူပြေကတပြေစတုမာရိတာဝရိနာယာမာတုတ်တိတာနေမန္တရတိပရဏိမိတဝတ္တဝတိပြီးတော့ဗြဟ္မပြေလို့ဒါတွေပြည့်ပြည့်စုံစုံအဲ့ဒါတွေမကဘူးမြင့်မို့တောင်ရဲ့ကျွန်းကြီး၄ကျွန်းရဲ့သမုဒ္ဒရာ၄ဆင်းရဲ့ဟောအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောမြင့်မို့တောင်ရဲ့အရှိအနောက်တောင်မြောက်မှာရှိတဲ့သမုဒ္ဒရာကြီး၄ဆင်းကျွန်းကြီး၄ကျွန်းနောက်စတုမာရိတာဝရိနာယာမတုတ်တိတံနိဗ္ဗာန်ရတိပရဏိမိတဝတ္တဝတိဗြဟ္မပြေဆိုပြီးတော့ဘုံတွေနဲ့စัจ java လာတစ်ခုဒီလိုဖွဲ့စည်းအဲ့တော့စัจ java လာတစ်ခုဆိုဒီမှာဘုရားစာပေရမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရာဆိုလို့ရှိရင်နေတစင်လာတစင်မြတ်မို့တောင်းတလုံးဟောကျွန်းကြီး၄ကျွန်းပင်လယ်၄ခုနောက်ပြီးတော့စတုမာလူပြေရဲ့စတုမာရေတာဝရိနာယာမတုတ်တိတာနေမန္တရတိပရဏိမိတဝတ္တဝတိဆိုတဲ့နတ်ပြည်6ထပ်ပြီးတော့ဗြဟ္မဘုံအဲ့ဒီအပြည့်စုံပါတဲ့ဧရိယာကြီးတစ်ခုစัจ java လာတစ်ခုလို့သတ်မှတ်တယ်အဲ့ဒီစัจ java လာပေါင်း1000စัจ java လာပေါင်း1000ကိုသုလနိကလောကဓာတုလို့ခေါ်တယ်အဲ့တော့စัจ java လာတစ်ခုမှာနေတစ်စင်းလာတစ်စင်းဆိုစัจ java လာ1000ဆိုရင်နေပေါင်းဘယ်လောက်ဖြစ်သွားနေ1000လာ1000မြင့်မို့တောင်ပေါင်း1000ဒီလိုဆိုလို့လားနော်မြင့်မို့တောင်ပေါင်း1000ကျွန်းကြီးကြတော့၄ခုရှိသည့်အတွက်ကြောင့်4000ပင်လယ်က၄ဆင်းရှိသည့်အတွက်ကြောင့်4000လူပုံက1000စတုမာရိနတ်ပြည်က1000အဲ့ဒါလို့1000စီအဲ့ဒီနဲ့ဖွဲ့စည်းထားတဲ့ဧရိယာကြီးတစ်ခုကိုသုလနိကလောကဓာတုလို့ခေါ်ဒါစัจ java လာအခုသိပ္ပံဆရာတွေဟာဒီအတိုင်းလိုက်ပြီးတော့သူတို့နီးနဲ့ရှာရင်တောင်မှပဲအကုန်တွေးဖို့ခဲရင်သေးတယ်လေသို့တော့သူတို့အစွမ်းအစနဲ့ရှာတဲ့အခါမှာတခြားနေစัจ java လာတွေရှိတယ်ဆိုတာအခုလက်ခံလာတာဘုရားစာပေရသူတို့ကြည့်လာတယ်အနန္တစัจ java လာဆိုတဲ့စကားကိုအခုသိပ္ပံပညာလက်ခံလာမြတ်စွာဘုရားကနေ1000လ1000ဆိုတော့သူတို့20 30တော့တွေ့တယ်လို့ဆိုတယ်ပေါ့ကျန်တဲ့ဒီစัจ java လာကနေမဟုတ်ဘဲနဲ့တခြားနေတစ်စင်းကိုသူတို့အဝေးကနေပြီးတော့မြင်နေရတယ်လို့ဆိုတာစာထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့တော့စัจ java လာတစ်ခုနဲ့တစ်ခုဆိုတာလေအမတမကျယ်ဝန်းတာဟုတ်အဲ့တော့မြတ်စွာဘုရားကအခုလို့မြင်နိုင်တာကဘာဖြစ်လို့မြင်တာတော့ဆိုကမ္ဘာလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒိဗ္ဗစက္ခုပင်ဉ္နဲ့ကြည့်လို့မြင်တာဟုတ်တာဆိုပါစို့မမြင်ရတဲ့ပုဂ္ဂိုလ်ကမဟုတ်ပါဘူးလို့ပြောလို့မရဘူးလေမျောစင်ကြီးတစ်ခုပေါ်မှာတက်ပြီးတော့ကြည့်လိုက်သို့မဟုတ်တောင်ကြီးတစ်တောင်ပေါ်မှာတက်ပြီးတော့အရက်လေးမျက်နှာကိုမြင်ရတဲ့တောင်ထိပ်ကနေကြည့်လိုက်တဲ့အခါအဲ့ဒီတောင်ပေါ်ကနေမြင်ရတဲ့လူကပြောတယ်ဟာဟိုဘက်မှာလည်းပဲတောရန်ကြီးဒီဘက်ကလည်းပဲတောရန်ကြီးအလွန်ตายရတာပဲအဗတန်လှပတာပဲလို့ပြောရင်တောင်အောက်ကလူကမဟုတ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးလို့ပြောလို့မှန်မလားအေးသူကိုယ်တိုင်တောင်ပေါ်တက်ချင်ခုနမြင်ကွင်းနေမမြင်နိုင်ပေဘူးလားမြင်နိုင်တယ်အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတောင်ပေါ်တက်ကြည့်တာမျိုးလို့ဒိဗ္ဗစက္ခုအပင်ရှင်နဲ့လောကရကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါစัจ java လာအနန္တကိုမြင်ရလို့အခုလိုဖွဲ့စည်းတဲ့စัจ java လာတစ်ခုသုလနိကလောကဓာတုဒီဟာကိုစัจ java လာ1000ကိုမြတ်စွာဘုရားရှိတယ်ဆိုတာကိုဟောတယ်နောက်ဓာရင်လာလို့ဆိုမကဘူးအဲ့ဒီ1000ကို1000နဲ့မြောက်လိုက်တဲ့အခါကျတော့စัจ java လာ1000ဖြစ်တယ်
အဲ့ဒီတသန်းကိုမစ္စမိကလို့ခေါ်တယ်အနန္တစัจ java လာဆိုတာဒီတစ်ထောင်ဟာလက်လန်းမိတာကိုပြောပြတာနော်ပြီးတဲ့ကျယ်ဝန်းလာတာကိုကြည့်လိုက်တဲ့အခါကျတော့တစ်ထောင်နဲ့မြောက်တဲ့အခါကျတော့စัจ java လာတသန်းဖြစ်လာတယ်အဲ့ဒါကိုနောက်ထပ်ပြီးတော့မြောက်တဲ့အခါကျတော့စัจ java လာဂရေတသိန်းဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတရားတော်ကိုဟောတော်မူတဲ့အခါမြတ်စွာဘုရားရဲ့ပရိတရားတော်ကိုလက်ခံပြီးတော့ကြီးညိုမြတ်လို့ကျတဲ့နတ်ပြမာတွေစัจ java လာဂရေတသိန်းအနှံ့ရှိတယ်အလုံးပရိတ်ကြီးကြက်ထားတဲ့ပုဂ္ဂိုလ်တွေထဲမှာယရဏတုံမှာတွေ့လိမ့်မယ်ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနံပဋိကနန္တိယင်္စဝေတာလိယပုရိစัจ java လာဂရေတသိန်းကနတ်တွေကလာရောက်ပြီးတော့နာယူထားတာတဲ့လူတွေအနေနဲ့တော့ဂရေတသိန်းကလူတွေမလာနိုင်ပေဘူးပေါ့နော်အဲ့တော့နတ်တွေကတော့လာနိုင်တယ်ဒါကြောင့်မို့ယရဏတုံမှာဆိုရင်စัจ java လာဂရေတသိန်းကနေမြတ်စွာဘုရားရဲ့ဓမ္မအာနာပရိတရားတော်ရဲ့စွမ်းပကားကိုလက်ခံထားကြတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကစัจ java လာဂရေတသိန်းကိုအခုလို့ရှင်အာနန္ဒာကိုအတိုင်းအတာ၃မျိုးနဲ့ခေါ်ပြီးတော့ဘာပြောတော့ဆိုရင်ငါဘုရားဟာအကယ်၍ဆန္ဒရှိလို့ပြောမယ်ဆိုလို့ရှိရင်ငါအတန်ကိုစัจ java လာဂရေတသိန်းကလူတွေကြားနိုင်တယ်တဲ့ခုနကဂရေတစ်ထောင်နဲ့အဘိဗုကဟုတ်ကဲ့လားဂရေတစ်ထောင်မဟုတ်စัจ java လာတစ်ထောင်နဲ့ကြားရသော်ဘုရားကြတော့စัจ java လာဂရေတသိန်းမှာရှိတဲ့တတ္တဝါတွေသူ့အတန်ကိုကြားအောင်ခေါ်နိုင်တယ်ဒီတဲ့ပို့ပြီးတော့ကြားစေခြင်းလည်းပဲဒီတဲ့ပို့ပြီးတော့ကြားအောင်လုပ်နိုင်တယ်လို့မြတ်စွာဘုရားဟောအဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောတယ်ဆိုတာအကြောင်းမဲ့တက်ဟောတာမဟုတ်ဘူးဗုဒ္ဓရဲ့စွမ်းပကားကိုလူတွေသိရှိကြည်ညိုဖို့ရအတွက်ရှင်အနန္ဒာမေခွန်းတက်လာလို့ပြောတာနော်အေးငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြောင်းအောင်ပြောနိုင်ပါတယ်တဲ့ဒီတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ်စัจ java လာအနန္တထီအောင်ကြောင်းအောင်လုပ်နိုင်တယ်လို့ဒီလိုဆိုလို့